ဒီမှာဆိုရင်ကျွန်တော်ဒီမှာခွင်းလေးရှိရခွင်းရဲ့ရှိရ3ဆိုတော့ဒီခွင်းခတ်ထားတယ်ဆိုတော့ဒီကောင်ရှိကိုမြှောက်ထားတယ်ဆိုတဲ့သဘောဒါကြောင့်မလို့ဒီကောင်လေးကခွင်းထဲကိုဝင်ပြီးတော့ကျွန်တော်တို့မြှောက်မှာနော်မြှောက်မှာဆိုတော့3နဲ့ x နဲ့မြှောက်တော့ 3x plus 3y ဟုတ်ပြီနော်ပြီးရင်ဒီမှာအပေါင်းလက္ခဏာလေးအပေါင်းလက္ခဏာလေးကိုအပေါင်းလက္ခဏာလေးထားထားလိုက်ပြီးရင်ဒီခွင်းနဲ့ဒီ7နဲ့ဘာလို့ထားလဲမြှောက်ထားတာဆိုတော့ခွင်းထဲကိုကျွန်တော်တို့ဒီဝင်မြှောက်ပါဟုတ်ပြီနော်အဲ့တော့ဒီမှာဘာဖြစ်သွားလဲ 7a plus 7y အဲ့မှာငါတို့ကဘာလုပ်မလဲတူနေတဲ့ like term တွေကိုပြန်စုမယ်အဲ့တော့ 3a plus 7a plus 3y plus 7y ဟုတ်ပြီအဲ့ဒါ3နဲ့10နဲ့ဆိုတော့ဒီမှာ like term တူတော့ဆိုတော့ 10x plus 10y ဟုတ်တယ်နော်အဲ့ဒါလေးရမယ်နော်ဟုတ်ရိုက်ဟုတ်ပြီအဲ့ဒါနံပါတ် B ပါဆက်ပြောပြပေးမယ်နံပါတ် B လည်းခုနအတိုင်းပဲနော်ဒီကောင်လေးဝင်ပြီးတော့မြှောက်မယ်ဒါကြောင့်မလို့ငါတို့ဘယ်လိုရေးမလဲဆိုလို့ရှိရင် 6p plus 6q ပြီးဒီကောင်လေးလည်းသူ့ရဲ့ဝင်မြှောက်မှာဆိုဒီမှာ plus က plus တိုင်းပဲအဲ့တော့ 5p plus 5q အဲ့တော့မှ like 10တွေကိုငါတို့ကဒီမှာတက်တက်စုမယ်အဲ့တော့ 6p plus 5p plus 6q plus 5q အဲ့တော့မှဒီကောင်က 11p plus 11q ဘာဖြစ်လို့အဲ့လိုတွက်နေရလဲကျွန်တော်တို့ဒီမှာသူ့ရဲ့တွက်နည်းကိုကြည့်လိုက်တာတွေ့လားဒီမှာဝင်ပြီးတော့ကျွန်တော်တို့ဒီ bracket ကလေးတွေကို expand အရင်လုပ်မှာဒီမှာပြောထားတယ် expand bracket first ပထမဆုံး bracket တွေကိုအရင် expand လုပ်မယ်ပြီးလို့ရှိရင် subtraction လုပ်ဆရာရှိရလုပ်မယ်ပြီးလို့ရှိရင် addition လုပ်ဆရာရှိရလုပ်မယ်အဲ့လိုဆိုတာသွားတာတော့ဒီနံပါတ် C လေးကိုဆက်တွက်ပြပေးမယ်နော်နံပါတ် C မှာဆိုလို့ရှိရင်ဒီမှာအဲ့တော့ကျွန်မပုံစံလေးခုလိုက်မယ်ပို့ပြီးတော့ဟိုဘက်ကကြည့်ရတာနည်းနည်းလေးရှင်းသွားအောင်လို့ကဲဟုတ်ပြီအဲ့တော့ဒီမှာသူဒီခုနကပြောတယ် expand bracket လို့ expand လုပ်မယ်အဲ့တော့ဝင်ပြီးတော့မြှောက်မယ်အဲ့တော့ဝင်ပြီးမြှောက်တဲ့ခါကျတော့ 5r plus မှာလို့ရှိရင် 10s ဒီ plus က plus ပဲဒီ3နဲ့ r နဲ့မြှောက်တော့ 3r plus 3ရဲ့အဲ့မှာငါတို့က like 10လေးတွေပြန်စုမယ် 5r plus 3r plus 10s plus 3s ဒါဆိုလို့ရှိရင်ကျွန်တော် r ချင်း r ချင်း like 10တူသွားတော့ပြည့်သွားလဲ 8r လေးဟုတ်တယ်မလား 8r plus 30s ဒါဆိုရင်တွက်လို့ရပြီလားဒါရပြီတွက်ကြည့်ပါဦးနော်